哦，你妈嘞，ဘာဖြစ်တာလဲရင်သားကြီးอ่ะ နာဟိုကလေးနှုတ်မတိုက်ရရင်နှုတ်ချောင်းပိတ်ပြီးတော့လို့ဖြစ်တာ ဩမိခင် ဟုတ် နှုတ်မတိုက်ရလို့ ဟုတ် နှုတ်ချောင်းပိတ်ပြီးတော့ဒီလိုကြီးဖြစ်သွား ဟုတ်ကလေးက12ရက်ပဲနှုတ်တိုက်ရတာ ဟုတ် နှုတ်ကလည်းနှုတ်ပါဆက်ဖြစ်နေရတဲ့အဲ့နဲ့ကလေးဆူဆူနဲ့နှုတ်ကြီးကောင်းကပဲ့သွားတော့ကလေးကနှုတ်တိုက်လို့မရတော့ ဩညီမလေးဥစ္စာဗာလဲနှုတ်ပါဆက်ဩနှုတ်ပါဆက်ဖြစ်တော့ကလေးကိုတိုက်လို့မရအောင်12ရက်ပဲတိုက်လို့ရလိုက်တယ် တိုက်ရတယ်ဟုတ် အဲ့ရတိုင်းကလို့တော့နှုတ်ကြီးပဲ့သွားလား ဟုတ်တယ် ဩ ကိုကလည်းအဲ့လိုချိုးပြီးလို့စေးုံပြန်တက်တာနဲ့ ဟုတ်ကဲ့ ဩခွဲမွေးထားတာ ဟုတ်ယူယူမွေး ယူ တာ ယူမွေးတာ အတင်းနဲ့ချုပ်ပြီးတော့ ဟုတ် ချိုးပြန်ပြီးသွားတာ ဟုတ် ပြီးတော့စေးုံပြန်တက်တာနဲ့ဆိုတော့ကလေးကနှုတ်ပြန်တိုက်လို့မရတော့ ဩကိုဒီလိုကြီးကိုဖြစ်သွားတာ ဟုတ်အဲ့လိုဖြစ်တော့ ဒီအပေါ်မှာအနာလိုက်စားတော့နော် ပုံမှန်လိုက်စားရအထက်မှာလိုက်စားတော့ အထဲထဲမှာလိုက်စားတာဩကျွန်တော်ကမဟုတ်လေရင်သားဆိုတော့ကင်ဆာထင်းနေတာကင်ဆာမဟုတ်ဘူးဟိုနှုတ်ချောင်းပိတ်တာတိုင်း နှုတ်ကြောပိတ်ကြရင်အထက်မှာကလေးနှုတ်မဆိုတော့ကြီးဖြစ်ကုန်တာ ဩနှုတ်တွေကခဲကုန်တာနေမှာပေါ့နော်မိခင်ဆိုတော့လေဩ အစားတော့ချက်ပို့ပြီးတော့ကြီးလို့ပို့ ဒီတစ်ဖက်ပဲလား တစ်ဖက်ပဲ ဒီဘက်ရောတိုက်လို့မရ ဒီ ဘူး ဘ လား က်ကလည်းတိုက်လို့မရဒီဘက်ကလည်းနှုတ်ကြီးကောင်းအောင်အထဲဝင်နေ ။အဲ့လိုဖြစ်နေလားကတော့ဟုတ်ရ။အားနာလို့လေကျွန်တော်ယောက်ျားလေးဆိုကြတော့နော်။အဲကြောင့်မလို့ပြစ်ချက်လေးကိုပေါ်ကျင်လို့ဒါကျွန်တော်တို့ကမေးရတာ ဟုတ်တယ် ။အားနာတဲ့မိန်းမသားလေးဆိုကြတော့ကျွန်တော်တို့လာပြီးတော့ထောက်ပံ့တာလေကျွန်တော်တို့ကယောက်ျားသားလေးဆိုကြတော့တစ်ဖက်မှာမိန်းကလေးနဲ့ယောက်ျားလေးကြမတင်တဲ့ကိစ္စလေးကြတော့မကောင်းလေ။အားကြောင့်မလို့ပါနော်ညီမလေး။အားနာပါတယ်နော်။ဒါညီမလေးကိုအုပ်ထားလိုက်ရရင်ညီမလေး။ဟိုအဖြစ်လို့အားနာလို့တာအကူကဒီလိုပြစ်ချက်လေးပေါ်ကျင်လို့တာအကူကညီမလေးတန်ရာကိုပြခိုင်းလိုက်တာ။နော်အကူကိုနားလဲပေးအောင်နော်။ဟုတ်ပြီညီမ။အသက်ကဘယ်လောက်လဲညီမ အသက်ကလည်း25နှစ် 25ရှိသေးတယ်ဟိုတအုံမွေးထားတာ တူ ဟိုအခုဆိုရင်ကလေးကပဲရွရောက်သွားပြီ 3လပဲရှိ 3လရောက်သွားပြီဟိုဟုတ်ပါနော်ကလေးမိခင်ဖြစ်ရတာလည်းမလွယ်ဘူးနော်ဟိုမွေးတော့ရိုးရိုးမွေးတယ်ချုပ်ရိုးက ချိုးပြန်ပြီးတော့ ပြီးတော့အဲ့ဒါကြီးဆေးုံမှာပြန်ပြီးတော့ စေးုံပြန်တက် ဟို တက်နဲ့ကလေးလည်းလူကလေတော့တိုက်ဖြစ်တော့ အခုအတော်ဒီမှာခဏလာနေရင်လည်းစိတ်ကူနေရတာဟိုဟုတ်ပြီမညီမအဲ့ဆိုရင်အခုဘက်ကလည်းအလူငွေလေးလှူပေးခဲ့လိုက်မယ်ဒီမှာလေးဆေးရုံစီကန်းလေးတွေပြန်ပြလို့ရအောင်ကိုတို့နိုင်တလောက်လေးထောက်ပံ့ပေးပါမယ်နော်အခုအလူရှင်နာမည်လေးပြောပေးဦးမယ်နော်ညီမလေးအလူရှင်ဘယ်သူရှိမလဲဆိုရင်ကိုကျော်စွာလှတဲ့မအေးစမ်းမော်ခမတ်မော်တဲ့ရောင်စုံကဘာခရီးပါရောင်းဝယ်မန္တလေးရတိုင်းမှာတသိန်းကျပ်လူထားလေးရှိပါတယ်ဗျာနော်အဲ့ဒါလေးလူပေးမယ်ပြီးရင်ဥအောင်တန်းဒေါ်ရင်စိန်အားရည်စုရဲ့ကျန်းတူမိသားစုဆိုပြီးကြလဲတသိန်းလူထားလေးရှိပါတယ်2သိန်းရှိပါပြီဗျာနော်ပြီးရင်ကျွန်တော်တို့တရုတ်နိုင်ငံမှာရှိတဲ့လူရှင်မနှင်းလေးတရုတ်ပြည်ရတိုင်းမှာလဲတသိန်းလူထားလေးရှိတယ်လူငွေ3သိန်းထိရှိတယ်ညီမလေးအတွက်အခု3သိန်းထောက်ပံ့ပေးခဲ့ပါမယ်နော်ဟုတ်ကဲ့ညီမလေးနော်အဲ့ဆိုရင်ကလေးကိုတော့သူများထိန်ခိုင်းထားပြီးတော့ကြတော့ညီမလေးကစိတ်ကူတာနေရတယ်အဲ့ဆိုရင်ကလေးကလောလောဆယ်နှုတ်ဘူးနဲ့ဟိုနှုတ်မို့ညီမလေးကလည်းစိတ်ကူရတယ်နောက်မှလည်းနှုတ်ဘူးနဲ့ဆိုတော့ဈေးစကားမလွယ်တော့နော်ကလေးတယောက်တောင်းတော်တော်ကြီးသွားပြီ လည်းနှုတ်ကတတိယရှားတစ်ခါဝယ်ရတာနှုတ် နှုတ်ဘူးကဘာတိုက်တော့ခုကြတော့ တူတိုက်တာ အော်တူဘူးတိုက်ရလားသူကစိတ်ကြီးရဲ့ဟုတ်တယ်နော်ဟုတ်ပါငါညီမနော်အဲ့လိုမျိုးလေးနှုတ်မဘူးလေးနှုတ်မဘူးလေးတွေလှူမဲ့လူရှင်ရှိတယ်အခုတို့လက်ခံပေးထားပါမယ်နော်ကလေးတော်လေးယောက်ျားလေးမိန်းကလေးကလေးကဟောယောက်ျားလေးဟုတ်ပြီညီမလေးကဲအဲ့လိုငလေး3သိန်းပါညီမလေးကျေးဇူးပါညီမလေးနော်ဟုတ်ပြီကျေးဇူးပါအတလေးငယ်ငယ်လေးရှိအားလုံးကောင်းလာလိမ့်မယ်နော် queue ဆိုင်ပါကျေးဇူးဟာ